American ပြည်ထောင်စုမှာစံချိန်တင်ယင်းနှိမြုပ်နှံတာတွေတိုးလာတာကြောင့် American တယောက်ကို$2000ပေးမယ်ဆိုပြီးတော့သမ္မတ Donald Trump က Truth လူမှုကွန်ရက်မှာရေးပါတယ်။ဒါပေမဲ့လည်းဝင်ငွေများသူတွေကိုတော့ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ကုန်သွယ်ခွန်တိုးကောက်တာကိုစန့်ကျင်သူတွေဟာအယူတွေဖြစ်ပြီးတော့ American ပြည်ထောင်စုဟာခုအခါအချမ်းသာဆုံးနဲ့ကမ္ဘာအလယ်မှာအားလုံးကဝိုင်းပြီးတော့လေးစားရတဲ့နိုင်ငံဖြစ်နေပြီလို့နိုဝင်ဘာ9ရက်နေ့မှာခုလိုရေးသားတာပါ။ငွေကြေးဖောင်းပွာလာတာမရှိသလို stock ဈေးကွက်နဲ့ 401k စုကြေးငွေတွေလည်းစံချိန်တင်အများဆုံးဖြစ်လာပြီးတော့$38 trillion ရရှိမှာကြောင့်မကြခင်မှာ American ကျွေးမီတွေအများကြီးဆက်နိုင်တော့မှာလို့ဆိုပါတယ်။အစိုးရလုပ်ငန်းဌာနတွေမှန်ကန်ချောမွေ့စွာဆောင်ရွက်နိုင်ရေးကြီးကြပ်တဲ့ DOGE ဌာနက American အစိုးရဌာနတွေနဲ့ဝန်ထမ်းတွေကိုအလုပ်ဖြုတ်ပြီးတော့အပိုရှန်ထွက်လာတဲ့ငွေတွေကမိသားစုတစုကို$9000ပေးမယ်ဆိုပြီးမတ်လကတည်းကပြောထားတာပါ။ Trump ကလည်းဒီအစီအစဉ်ကအလွန်ကောင်းတယ်လို့ပြောထားပေမဲ့ခုချိန်ထိတော့$9000ဘယ်မိသားစုကမှမရသေးပါဘူး။အော်တိုဘာလဆန်းတုန်းကလည်းတယောက်ကို1000နဲ့2000ကြားပေးမယ်ပြောထားတာကနေခုတခါ$2000ပေးမယ်ဆိုပြီးတော့ Trump ကထပ်ပြောတာပါ။ American ပြည်ထောင်စုကကုန်သွယ်ခွန်တိုးကောက်တယ်ဆိုရင်အဲ့ဒီကုန်သွယ်ခွန်ကိုဝယ်ယူသူ American လုပ်ငန်းရှင်တွေကပေးရတာဖြစ်ပြီးတော့ပိုကုန်ကျစရိတ်ကိုနောက်ဆုံးမှဝယ်ယူသုံးစွဲသူ American တွေကမျှခံပြီးတော့ပေးရတာလို့စီးပွားရေးပညာရှင်တွေကထောက်ပြထားပါတယ်။ Trump ပထမသက်တမ်းတုန်းကလည်းတရားမဝင်ဝယ်ရောက်သူတွေကိုကာကွယ်တားဆီးဖို့မက္ကဆီကိုနယ်စပ်မှာတံတိုင်းဆောက်မှာဖြစ်ပြီးမက္ကဆီကိုကတံတိုင်းဆောက်ခပေးရမယ်လို့ပြောပြီးတော့မဲဆွယ်ခဲ့ပေမဲ့မက္ကဆီကိုသမ္မတ Enrique Peña Nieto ကဘယ်တံတိုင်းဘိုးကိုမှသူပေးမှာမဟုတ်ဘူးလို့2018နှစ်ဆန်းပိုင်းမှာတုံ့ပြန်ပြောဆိုပါရခင်ဗျာကျွန်တော်အောင်ဆွေပါ